တော့ဘူးတတဒီမင်းနဲ့ဒီလူမင်းပြီးတဲ့အလွမ်းနဲ့တူမင်းပြီးတဲ့မုန်းနဲ့တူအချစ်ထောင်းတော့အိမ်ထဲမှာလွတ်နိုင်ဘူးလမ်းကြားမရှိရဲ့ကျွန်တော်ရဲ့အပေါင်းအသင်းမိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံကြွယ်ဝပါစေခင်ဗျာ